好，那你。ကဲမျိုးတို့ရေးဘာတွေဖြစ်ကုန်ပြီလဲဘာတွေဖြစ်ကုန်ပြီလဲတပွင့်လည်းကပ်ပြီးလှုပ်သွားတယ်ကွာရုပ်မာလိုက်တာနော်ငါ9နဲ့ငါ8ကိုကြည့်ပါဦးနှမျောလိုက်တာကိုက96အချိန်ကြာနေတယ်ပြီးပြီ9ပိုင်နေနော်96အချိန်မကြာလိုက်ဘူး96အချိန်ကြာနေပြီးရပြီနှစ်ကွက်ထဲနဲ့အိုးကဲဒီညနေလည်းမိတ်ဆွေကြီးအဲ့လိုပဲနှစ်ကွက်လာမယ်နှစ်ကွက်ပဲနော်ဒီမှာ10ရက်ညနေဟဟလားညနေနှစ်ကွက်ပဲအဲ့ဒီ9ပဲနော်9နဲ့ပဲညနေအလုံးလုံးအပူတစ်ခွက်ပါမယ်တစ်ခွက်ရံမယ်အပူတစ်ခွက်ရံမယ်လို့နော်ဒီညနေအပူတစ်ခွက်နှစ်ခွက်ပေါ့အပူနှစ်ခွက်ရံမယ်နော်တစ်ခွက်သုံးခွက်ပေါ့ရံတစ်ခွက်ရံနှစ်ခွက်နဲ့မိန်းတစ်ခွက်နဲ့ပေါ့ဟာလားမိန်းကနှစ်ခွက်ဖြစ်နေလေနော်သူအပူဖြစ်နေတာဟုတ်နော်နောက်မှအပိတ်ကနှလုံးဖြစ်နေတဲ့အတွက်ဒါနှစ်ခွက်ဖြစ်သွားမှာလားနော်အဲ့တော့တစ်ခွက်ကခုနတစ်ဆိုင်ကဘယ်လိုလဲအဲ့ဒီကောင်အဲ့တစ်ဆိုင်ကအော်ဒီမှာ3535ဆိုတော့3ခွက်ပေါ့ဟုတ်တယ်3ခွက်အပူတစ်ခွက်ပါဝါတစ်ခွက်ညီကိုတစ်ခွက်ဟုတ်လားကဲဒါဆိုကြည့်ရအောင်နော်ဒါဆိုရင်ကြည့်ရအောင်ဆိုတော့နေခဲရနေပြမယ်နောက်ပြီးတော့မှဟိုနဲ့ဆွဲလိုက်ရင်တအားရှုပ်သွားမှာနော်ရှုပ်သွားမှာဆိုတော့ခဲရလေးနဲ့အရင်ရာပြလိုက်မယ်ဟလားကနဟိုတဲ့တစ်ခွက်ကိုအရင်ချပြလိုက်နော်ချပိုက်မယ်နောက်တစ်ခါဗရိတ်နဲ့ပါနဲ့အဲ့ဒါတွေကြမှာဟိုနဲ့ပြန်ဆွဲမယ်အဲ့တော့သူဘယ်လိုလာမလဲဆိုတော့ဟိုတမ်းလေးဆွဲတာကောင်းပါလေကွာမမြင်ရမှလည်းကြောက်ပါသေးတယ်ပဲချွေလို့နော်ကဲဒါဆိုရင်ဒီမှာကြည့်မယ်နှစ်3လုံးပေါင်းမယ်5နော်3လုံးပေါင်းမယ်5ဟုတ်ပြီနော်အဲ့ဒီ5ကြောင့်3လုံးပေါင်း5ကြောင့်ဒီ3လုံးလဲ5လို့ပြန်ထည့်ဟုတ်ပြီနော်ဒါဆို5နှစ်ချက်ဒါအပိတ်တစ်လုံးနဲ့တီးတဲ့အရင်ပြမှာဟလားကဲဒါဆိုရင်နောက်တစ်ချိန်ကြည့်မယ်နောက်တစ်ချိန်ကလာခွဲလိုက်ဟလားဒီမှာ146 3လုံးပေါင်းခြင်း1ဟုတ်ပြီနော်3လုံးပေါင်းအဲ့ဒီ1ကြောင့်ဒီ3လုံးလဲသူက1လို့ပဲပြန်ထည့်ရမယ်ဟုတ်ပြီနော်ဒါဒီမှာဒီ5ကြောင့်ဒီ5ဒီ1ကြောင့်ဒီ1လို့ထည့်ကဲဒါဆိုရင်အခုဒီမှာဟိုဒီ3လုံး944ပေါင်းခြင်းဘယ်လောက်လဲခွန်ဟုတ်ပြီနော်အဲ့ဒီခွန်ကြောင့်သူကဒီ3လုံးခွန်လို့ပြန်ထည့်ရမယ်တဲ့နော်3လုံးခွန်လို့ထည့်ဖို့อ่ะဆိုရင်ဒီမှာ2ရှိခြင်းကြောင့်ဘာပိတ်မလဲ5တလုံးအပိတ်ထည့်ပေးရမယ်နော်5တလုံးပိတ်ဝင်မယ်ကဲမနေ့တည်းဒီညနေကအဲ5အပိုင်ပတ်မလို့5ကိုအပိုင်ပတ်ခိုင်းမယ်ပေါ့နော်5ပတ်တီအပိုင်ပြီးမယ်လို့ပြီးတော့လို့တာအခု5ကမနေ့ကြိုထွက်လာတယ်နော်ဒါမနေ့တည်းကလည်း5တွေ့ထားတယ်လေဒီညနေကလည်း5ထွက်တွေ့တော့5တလုံးကကျိန်းတည်ပြီဒီမနေ့မကျညနေအပိုင်ပတ်တော့မယ်ဆိုတော့ဟိုနေနာတာအခုတော့မနေ့ကလည်းကြာဆိုပြောလို့မတတ်ဘူးပေါ့လေဒီမှာသူချိန်လာတာဟုတ်လားမနေ့ပိုင်းညနေပိုင်းအဲ့လိုထွက်တာဆိုတော့သူထပ်ပေးမှာဟုတ်လားကဲဒါဆိုရင်အခု5တလုံးအပိတ်ရပြီတဲ့နော်ဒီမှာ5တလုံးအပိတ်ရပြီဆိုတော့အဲ့ဒီ5ကြောင်ပဲသူကဘယ်လိုလာမလဲဆိုတော့ဒီမှာကြည့်နော်အဲ့တော့ဒီ5ကြောင်ဒီ3လုံး5ကြောင်ဒီ5လို့ထည့်ဖို့ကဒီမှာ4ပိတ်ပြီအဲ့တော့5နဲ့ခတ်စီရပါလဲ3တဲ့အဲ့ဒီ3ကဘယ်လို3မလဲတဲ့ဆိုတော့ဒီမှာကြည့်3ညနေ့ဒီမှာဒီ3ညဒီနေ့ဒီ1 3လုံးပေါင်းရင်အဲ့တော့ဒီ9အဲ့9နဲ့ခတ်စီ3လို့ရတယ်ဒီမှာ3ည2လို့ရှိခြင်းကြောင့်1ထိတ်တဲ့3ဖြစ်အောင်ပေါ့နော်3ည2လို့ရှိခြင်းကြောင့်2ရှိခြင်းကြောင့်3ဖြစ်အောင်1ထိတ်စီပြန်ဒါဆိုရင်1 4လို့သူတစ်ခွက်ကြတယ်ဟုတ်နော်9 3လို့ရတယ်ကဲနောက်တစ်ပြင်ကြည့်မယ်အဲ့တော့ဒီ1ကိုတဲ့နော်ဒီ3လုံး1ဖြစ်အောင်ဆိုရင်4အပိတ်ပါတဲ့အဲ့ဒီ4ပိတ်ဆို1နဲ့ခတ်စီရပါလေသူက8လို့ထည့်ပေးရမှာနော်8လို့ထည့်ရမှာဖြစ်တဲ့အတွက်တဲ့အဲ့တော့ဒီမှာ369ရှိတယ်နော်36က9ရှိတော့8ဖြစ်အောင်ဆိုရင်ဒီမှာဗာထိတ်ဝင်မလဲ
ကိုထိတ်ဝင်ပေးရမယ်တဲ့နော်ကဲဒါဆိုရင်ကိုလေးလို့သူတစ်ခွက်ကြဟုတ်ပြီနော်ကိုလေးလို့တစ်ခွက်ကြပြီကဲဒါဆိုရင်အခုဒီညနေပွဲကြတော့လဲသူကကိုလေးလေးခွန်ကိုတဲ့ဒီခွန်ဖြစ်အောင်ဆိုရင်ဒီမှာ9ပိတ်ရမယ်တဲ့နော်ခွန်လို့ရပြီအဲ့တော့ခွန်ရဲ့နှစ်ခတ်ဒီတုံညဖြစ်ရမှာထိတ်ကြီးထဲမှာပေါ့နော်အဲ့တော့တုံညဖြစ်အောင်ဆိုရင်ဒီမှာဘာရှိတယ်1 4နှလုံးရှိတယ်1 4ရှိခြင်းကြောင့်1 4က9လို့ရှိတာ9လို့ရှိတော့နှစ်ခတ်9ခတ်တုံညဖြစ်အောင်ဆိုရင်ဒီမှာဘာထည့်9ပဲထည့်ပေးရမှာအဲ့တော့9ဆိုတဲ့ကဏ္ဍတစ်ခွက်ရနော်9ဆိုတဲ့ကဏ္ဍတစ်ခွက်ရဟုတ်လားချက်ခေါက်လေနေဦးမလို့တန်နော်ငါလို့တခွဲရပြီဆိုတော့အဲ့ဒါကိုအဲ့ဒီအတိုင်းလေးတခွဲယူမယ်ပေါ့နော်နောက်တစ်ချက်ကဒီမှာအပိတ်တစ်ခုပြအပိတ်ကတခွဲရှိတယ်အပိတ်တစ်လုံးရှိနေတဲ့အတွက်သူကအဲ့ဒါကိုနောက်တစ်လုံးထပ်ထည့်မယ်နော်3ခွက်ပါပဲနော်မနေ့ကလိုပဲမနေ့က2ခွက်ညနေ3ခွက်သွားမယ်ဘာဖြစ်လို့အဲ့လိုသွားမလဲဆိုတော့ဒီမှာ9 1 3ည9 1 1对လား1 9 3ည1ဒီလေးလုံး1 9 1ဒီလေးလုံးပေါင်းတာဘယ်လောက်လဲ1အဲ့ဒီ1ကြောင့်လားအဲ့ဒီ1ကြောင့်ဒီ3လုံး1လို့ပြန်ဖြစ်လာတာလားဒီမှာ1 4 6 1လို့ပြန်ဖြစ်လာတာလား对လား1 9 1 3ညနော်1 9 1 3ညအဲ့ဒီလေးလုံး1ကြောင့်ဒီလေးလုံး1လို့ပေးတာလားနော်နောက်တစ်ချက်ထပ်ကြည့်မယ်နှစ်အပင်ဆက်သွားမယ်နော်2 1 1က4ကိုဒီခွန်နဲ့ပေါင်းမယ်ဒီမှာ对လား2ခွန်1က3ညဒီ1နဲ့ပေါင်းခြင်းဒီ1 2 1ခွန်1အဲ့လေးလုံးပေါင်းခြင်းလဲ1ပဲအဲ့ဒီ1ကြောင့်ပဲဒီလေးလုံး1လို့ပြန်ထည့်တာလားနော်ခုနတော့ဒီမှာဒီလေးလုံး1ကိုဒီလေးလုံး1လို့ထည့်တာလားဒီလေးလုံး1ကြောင့်ဒီလေးလုံး1လို့လာတယ်ဟုတ်ပြီနော်1 2ခုရှိနောက်တစ်ခါဒီမှာထပ်ကြည့်ဒီမှာ3 4 1ကဘယ်လောက်လဲ8 8ကိုဒီ1 9လဲတိုင်းနဲ့ပေါင်းမယ်9ထိတ်နဲ့ပေါင်းမယ်ပေါ့နော်3 1 4 8ကို9နဲ့ပေါင်းခြင်းခွန်အဲ့ဒီခွန်ကြောင့်ဒီ3လုံးခွန်လို့ပြန်ထည့်တာလားဒီမှာ9 4 4ခွန်လို့ပြန်ထည့်တယ်လား4 3 1 9နော်ဒီမှာ1 9 10ဒီ4 3နဲ့ပေါင်းခြင်းခွန်အဲ့ဒီခွန်ကြောင့်ပဲဒီ3လုံးခွန်လို့ပြန်ထည့်တာလား3ချိန်ရှိပြီနော်ကဲဒါဆို4ပင်ကူးမယ်နော်အဲ့ဒီကောင်အပိတ်တစ်လုံးရှိနေတယ်ဟုတ်ပြီနော်အဲ့တော့တစ်ခါဒီမှာ9 6 9တဲ့နော်9 9 6က3ညကိုဒီ8နဲ့ပေါင်းခြင်းဒီ8 6 9 5 8ပေါင်းခြင်းဒီကဘယ်လောက်လဲ8တဲ့အဲ့ဒီ8ကြောင့်ဒီ3လုံး8လို့ပြန်ထည့်မှာလားဒါဆိုရင်ဒီမှာ4 2 4 8က2လို့ရှိတာနော်8ဖြစ်အောင်ဆိုလို့ရှိရင်ဘာပိတ်မလဲ6တလုံးပိတ်ပေးရအောင်မထပ်ပြီးတော့သူကဒါဒီဆိုင်က6လို့ပေးတာနော်အဲ့တော့9 6ကိုတလုံးအပိတ်ယူအောင်နော်ဒီမှာ9 9ထိုးပြီးရတာတဲ့အတွက်ကို9 6တော့ကိုထည့်မယ်မနေ့ကကဏ္ဍလေးတော့ပြန်ပါမယ်ပေါ့နော်9 6တော့ကိုပြန်ထည့်မယ်9 9ထည့်မယ်နောက်တစ်ချက်3ခွက်ပေါ့နော်ကဲဒါဆိုဒီမှာအဲ့9 9ကိုတော့အပိုင်တစ်ခွက်တည်းတည်ထားမှာပေါ့နော်ဒီမှာ9 9နော်အဲ့ဒါပြီးတော့ဒီမှာ9 6ဟုတ်ပြီနော်နှစ်ခွက်9 9 9 6နှစ်ခွက်အဲ့ဒါပြီးတော့တခါနောက်တစ်ခါ break လေးနဲ့တစ်ချက်ကြည့်အောင်နော်ဒီ site လေးနဲ့ပဲညနေပြီးသွားမှာလား break လေးနဲ့တစ်ချက်ကြည့်တော့ခုနကပြရှင်းတယ်နော်အပိတ်ကိုဒီမှာ1 9 1 3ညနော်ဒီလေးလုံး3ည1 9 1လေးလုံးပေါင်း1ကြောင့်ဒီလေးလုံး1လို့ထည့်တာလားခွန်2 1 1အဲ့လေးလုံး1ကြောင့်ဒီ3လုံး1လို့ထည့်တာလားနောက်တစ်ခါ3 4 1 9အဲ့လေးလုံးခွန်ကြောင့်ဒီလိုခွန်လာလားနော်အဲ့ဒါဆက်ပြီးမှဆိုရင်9 6 9 8အဲ့ဒီလေးလုံးက8လို့ရှိတာအဲ့ဒီ8ကြောင့်ဒီ8ဖြစ်မှာဆိုရင်ဒီမှာ2 8ကြောင့်6အပိတ်လို့ပြန်ပေးမှာလားပေါ့နော်ဒါကြောင့်9 6 9 9ကို9 6လို့တလုံးထည့်မှာနော်9တလုံးကတော့အပိုင်ပြန်ကြိုင်မယ်ဟဟလားအဲ့တော့နောက်တစ်ခါဗရိတ်ကြည့်မယ်ဒီမှာ1 2ဒီနှလုံးပေါင်းခြင်းဗရိတ်ဒီ3တဲ့နော်တပင်ချမယ်ဒီတပင်ကြော့မယ်ဒီမှာ1 4အဲ့နှလုံးပေါင်းဗရိတ်ဒီ9လို့ပေးတာဟုတ်ပြီနော်ဒီမှာ3ဒီမှာ9နော်3 2 3 2က2 1 1 4ဆိုတော့3ပွင့်5ပွင့်အဲ့ဒီတပင်ကြော့မယ်ဒီမှာ9 4ဗရိတ်ဒီ3တဲ့3 5 3ပြီးတော့တပင်ကြော်ပြီးတော့ဒီမှာဘာလုပ်မလဲ9လို့ပေးမှာလားတဲ့လားနော်ဒါမှမဟုတ်ရင်အဲ့လိုမဟုတ်ဘဲနဲ့8လို့ပေးမှာလားသူတခုရှိတယ်ပေါ့နော်ဒီမှာ3 5ပြီးတော့3လို့ရှိတာလေအဲ့တော့3နှစ်ခတ်ဒီမှာလိုပဲ9လို့ပေးမှာဆိုရင်ဒါပြိတ်9ဒါဆိုရင်9 3ညလို့ကျွန်တော်တကွက်ထည့်ရမယ်ဟုတ်ပြီနော်9 3ညလို့တကွက်ထည့်မယ်
အကယ်၍များဒီမှာ3 5 3ပြီးတော့နက်ခတ်သူ့နက်ခတ်ပြန်မပေးပဲ3ပြီးတော့8လို့ပေးလိုက်မယ်ဆိုရင်ကျတို့နောက်တစ်ခွက်ထပ်ထည့်ရလေဦးမယ်5 3နဲ့နက်ခတ်ပဲ4ခွက်ဖြစ်သွားပြီကဲဒါပဲတဲ4ခွက်တဲ4ခွက်တော့မဟုတ်အာမရမယ်နိနော်အာမရမယ်အဲ့ဒီထဲမှာဆရာအကြိုက်ဆုံးမေးနော်ဒါပဲဆရာအကြိုက်ဆုံး2ခွက်ဒါပေါ့နော်ဒီ2ခွက်ပေါ့ဟုတ်ပြီနော်ဒါဒီ2ခွက်ဒါဆရာအကြိုက်ဆုံးပဲဒါမိန်ပေါ့ဆရာအကြိုက်ဆုံးကဏ္ဍ2ခွက်နော်ဒါတွေကတော့ရံပါပေါ့အောက်က2ခွက်ကဟုတ်လားကဲအားလုံးပဲစင်ပြကြပါစီလို့နော်အာမယ်ပါတော့အာမရမယ်နော်မအားလို့မရအောင်ကဲအားလုံးပဲဘိုင်ဘိုင်ကဲနေ့ပြန်ညမနေ့ကျရင်ပြန်ဆောင်ကြမယ်ညနေကျရင်ပြန်ဆောင်ကြပါဟုတ်လားတွေ့ရင်ပေါ့လေမတွေ့ရင်တော့လေမနေ့ကနေ့လိုပဲတွေ့တဲ့အချိန်လေးအချိန်လေးယူပြီးတော့တင်ပေးပါမယ်လို့အားလုံးပဲနော်ဘိုင်ဘိုင်စိတ်ချမ်းသာနေကိုယ်ချမ်းသာနေပြည့်စုံကြပါစေလို့ဆန္ဒလေးတစ်လုံးတော့ပြကြပါစေနော်ဒီညနေတော့ဒီလောက်ပဲမရှိလို့ဟိဒါလေးပဲလောလောဆယ်တွေ့တယ်နော်တွေ့တာလေးမျှဝေပေးလိုက်ပါလေဟုတ်လားကဲဘိုင်ဘိုင်